Hello မင်္ဂလာပါဗျကျွန်တော်ဒီမိတ်ဆက်ပေးမယ့်ဖုန်းလေးက Nothing Phone 1လေးပေါ့နော်2025ခုနှစ်မှာသုံးလို့ကောင်းမလားဆိုတော့ Nothing Phone 1လေးပဲဖြစ်ပါတယ်ဗျဒီကောင်လေးကထွက်ချင်းတော့လုံးဝနာမည်ကြီးတယ်နောက်ဖို့မီလင်းနဲ့ဆိုပြီးလုံးဝနာမည်ကြီးတဲ့ဖုန်းလေးတစ်လုံးပေါ့နော်ဘေးပေါင်နေအနေထားဆိုလဲ4000လေးနဲ့လာမယ်သူ့ရဲ့အထဲထဲကဘက်ကပါတော့အကြည့်နဲ့လာဆိုအထဲထဲမြင်နေရတယ်လုံးဝအရန်မိုက်တယ်မှန်လေ AMOLED display နဲ့လာမယ် 1TB ကလာလေးရမယ်ပေါ့နော်မှန်မြင်လက်ဖွေလေးနဲ့ထည့်ပေးထားတယ်ဘေးပေါင်နေဆိုလဲတော်တော်မိုက်တယ်4000ကြလေးနဲ့လာတယ်ဒါလေးရမဆိုဒါပေမဲ့ကာဘာတက်ကင်တာကြာလာရင်တော့ကာဘာပြိုလေးပပတော့ပါတယ်ဗျာနော်အကောင်လေးတွေကကာဘာပြုတ်ရလေးတော့ထင်တယ်နောက်ဖုန်းကတော့လုံးဝမိုက်တယ်ကာဘာပြုတ်ရတွေဘာတွေလုံးဝမထင်ဘူးကျွန်တော် setting တွေကိုတစ်ချက်ပြပေးမယ်ကင်မရာမှာဆိုလဲ50 megapixel ပါပြီးရနော်ကျွန်တော် battery ဆိုလဲ4500 mAh battery တိပါမယ်ဗျကျွန်တော်ပုံမှန် battery 9000အသုံးပြုတဲ့ Android သမားတွေအတွက်လည်းအဆင်ပြေတယ်ဒါတိတရွတ်သွားတယ်ဆိုတော့လည်းလုံးဝမရှိဘူးဗျာနော်ကျွန်တော်မီလင်းတဲ့ဟာလေးတစ်ချက်ပြပေးမယ်ဗျဒီကောင် ring note တို့တချင်းတို့ဖွင့်မယ်ဆိုရင်မီလင်းနဲ့ကျွန်တော်တစ်ချက်ပြပေးမယ် brother တစ်ချက် live show လိုက်ချင်လို့ပေါ့နော်ကဲမီလင်းနာရီပြပြီးသွားပြီဆိုတော့ကျွန်တော်နောက်တစ်ခုပြချင်တာလေးရှိသေးရဲ့ဗျဒီတော့ mirror speed ဘာတွေရိုက်မယ်ဆိုရင်လည်းကျွန်တော်မီးဖွင့်လို့ရတယ်မီးရ U flat မီးလေးဖွင့်လို့ရတယ်လို့ကျွန်တော်တို့ဒီလိုမျိုး ဒီခုနကကျွန်တော်တို့ random တွေပါလာရင်ဗါတဲ့ original မီးလေးပေါ့နော်အဲ့ဒါလေးလည်းဖွင့်လို့ရမယ်ဗျကျွန်တော်တုံးကြည့်ရတော့တော်တော်မိုက်တယ်သူ့ရဲ့ကင်မရာဘိုင်းလေးတစ်ချက်ပြောပြမယ်နော်ဒီကောင်ရဲ့ကင်မရာ50 megapixel ပါတာမှန်တယ် portrait ဘိုင်းနေမှာဆိုတာကြီးမညံ့ဘူးဒါပေမဲ့တုံးလို့အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်ရဲ့အကြိုက်ထဲမှာတော့ဘုံကပါတယ်ထဲမှာမပါဘူးကင်မရာကောင်းတဲ့ဖုန်းတစ်လုံးလို့တော့ပြောလို့မရဘူးပေါ့နော်ဒါပေမဲ့သူ့ဟာနဲ့သူအနေထားနဲ့သူကောင်းတယ်မအားတိုင်းမကောင်းလို့လည်းပြောရမှာပေါ့နော်သူ့အနေနဲ့သူအနေတော်လေးပေါ့နော်ကျွန်တော်ပုံမှန် Android တွေလောက်ပဲကင်မရာကြီးကတော့တိတိတသားကြီးကောင်းလာတယ်လို့ဘာလို့တားကြီးတော့မရှိဘူးပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ပြပေးမယ်ဒီကောင်းရဲ့စမှုဖြစ်တဲ့အပိုင်းပေါ့နော်ကျွန်တော် gain တွေပိုင်းဆော့မယ်ဆိုရင်လည်းအဆင်ပြေတယ်ကျွန်တော်တစ်ချက်ပြပေးမယ် display ထဲမှာကျွန်တော်ဒီကောင်းလေးဆိုရင်120 Hz ရမယ်ဗျမှန် AMOLED 1TB color နဲ့လာပြီးတော့ကျွန်တော် frame rate မှာဆိုလည်း120 Hz ရတဲ့ဖုန်းလေးပေါ့နော်ကျွန်တော်သုံးကြည့်ရတော့ကတော့တော်တော်စမှုဖြစ်တယ် hand feeling ဘိုင်းမှာဆိုလည်းတော်တော်မိုက်တယ်နော်ကျွန်တော် color လေးမှာဆိုရင် black နဲ့ white ဆိုပြီးနှစ်မျိုးလာတယ် black ထက်ဆိုင်တော့ white လေးကပို့ပြီးတော့တန့်တယ် official glow ပဲလုံးနေကိုင်းနေတယ်ကျွန်တော် note နောက်ကြတာတွေမကြိုက်ဘူးဆိုတဲ့သူတွေအတွက်ဆိုရင်တော့ Nothing လေးရရွေးချယ်ဝယ်ယူတဲ့ဖုန်းလေးထဲမှာပါတယ်လို့ပြောလိုက်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးပါဗျ